ဒီဝန်ထမ်းတွေဟာအကျင့်မကောင်းတဲ့သူထဲကိုဘလို့လောက်ကြံခဲ့ကြတာလဲတန်ရှင်းရေးဝန်ထမ်းဟာကော်ဖီဆက်ရဲ့ထွက်ပေါက်ထဲကိုတစ်ရှိုးစားတစ်ခုနဲ့ပိတ်ထားခဲ့ပါတယ်တထေးကကော်ဖီတောက်ဖို့ခလုတ်ကိုနှိပ်လိုက်တဲ့အခါမှာတော့ကော်ဖီတွေဟာတစ်ရှိုးကိုတွန်းပြီးပန်းထွက်လာတာကြောင့်သူ့ကိုယ်ပေါ်မှာဆင်သွားခဲ့ပါတယ်တထေးလဲတန်ရှင်းဖို့အတွက်ကိုပိုင်အိမ်သားတွေကိုပြေးဝင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဝန်ထမ်းတစ်ယောက်က CCTV မမြင်တဲ့နေရာကိုအခွင့်ကောင်းယူပြီးတကားဝစီကိုရှောက်လာခဲ့ပြီးစံထိုးတစ်ချောင်းကိုတကားတော့ပေါက်ထဲကိုထည့်ပြီးဂျမ်းဖြစ်နေအောင်လှုပ်ထားခဲ့ပါတယ်တခြားဝန်ထမ်းတစ်ယောက်ကလည်းတန်ရှင်းရေးလှုပ်တဲ့ဝန်ထမ်းသဘောပေါက်သွားအောင်ရည်ရွယ်ချက်ရှိရှိနဲ့ရေဘူးကိုပြစ်ချလိုက်ပြီးအချက်ပြလိုက်တာနဲ့ဖုံဆုပ်ဆက်ကိုဖွင့်ပြီးစူညံနေအောင်လှုပ်ထားလိုက်ပါတယ်အပြင်မှာကော်ဖီတောက်နေတဲ့ဝန်ထမ်းကအဲ့ဒီစူညံတန်ကိုကြားတဲ့အခါမှာအနီးနားက gas အိုးကိုအမြန်ဖွင့်လိုက်ခဲ့ပါတယ်အင်းသားရဲ့လေဝင်လေထွက်စနစ်ကိုအစောကြီးတုန်းကတည်းကပြုပြင်ထားခဲ့တာကြောင့် gas အငွေ့တွေဟာပိုက်တွေကနေတဆင့်အခန်းထဲကိုအများကြီးဝင်ရောက်လာခဲ့ပါတယ်။မကြာခင်မှာပဲအင်းသားတစ်ခုလုံးဓာတ်ငွေ့တွေနဲ့ဖုံးလွှမ်းသွားခဲ့ပြီးတထေးလည်းအမြန်ပြန်ထွက်ပြေးဖို့တကားစီကိုအပြေးလွှားသွားခဲ့ပေမဲ့တကားကလုတ်ကဂျမ်းဖြစ်နေတာကြောင့်ဖွင့်မရဘူးဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့မိနစ်ပိုင်းအတွင်းမှာပဲသူဟာအောက်ဆီဂျင်ပြတ်လက်ပြီးသတိလစ်သွားပြီးကျမ်းမြင့်ပေါ်ကိုလဲကျသွားခဲ့ပါတော့တယ်။ဝန်ထမ်းတွေအားလုံးရဲ့ပြီးပြည့်စုံတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူအပြင်ပန်းမှာတော့တတ်သိမရှိနိုင်တဲ့အခန်းပိတ်လူတက်မှုတစ်ခုဖြစ်လာခဲ့ပြီးကင်မရာမှတ်တမ်းတွေမှာလည်းဘလို့ထူးခြားချက်မှမတွေ့ရပဲဆေးစစ်ချက်အရာချော်လဲပြီးတေဆုံးတယ်လို့သတ်မှတ်သွားခဲ့ပါတယ်။ဒါပေမဲ့တာဝန်ခံစုံစမ်းရေးမှုကတော့အင်းသားအထဲဘက်ကတကားလက်ကင်မှာတိတ်ကြသေးတဲ့လက်ပွေနဲ့ခြေရာတွေကိုတွေးလိုက်ရတဲ့အခါမှာတော့တထေးတေဆုံးမှုဟာပုံမှန်မဟုတ်ပဲတခုခုတော့မှားယွင်းနေတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။အမှုကိုဘလို့ဖော်ထုတ်မလဲဆိုတာကိုတော့အပိုင်းနှစ်မှာဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ်။